ညာနက်ပိုင်းရဲ့အမုံတို့ထဲမှာလူသူကင်းမဲ့နေတဲ့အမိုက်ပုံကြီးတစ်ခုဟာတိတ်ဆိတ်ညင်သက်နေပါတယ်။အဲ့ဒီအမိုက်ပုံကြီးထဲမှာဖနက်အစုပ်လေးကိုစီထားတဲ့အမျိုးသားတစ်ယောက်ဟာတစုံတစ်ခုကိုအသေးအတန်ရှာဖွေနေပါတယ်။သူရှာနေတာကတန်ဖိုးကြီးပစ္စည်းတွေမဟုတ်ပါဘူး။သူ့ရဲ့တူရီတော်သားလေးအတွက်စော့ကစားစရာအယုတ်အဟောင်းလေးတစ်ယုတ်လောက်ရမလားဆိုတဲ့မျိုးလင့်ချက်နဲ့ရှာဖွေနေတာပါ။ရုတ်တရက်ဆိုသလိုအမိုက်ပုံရဲ့တောင်းတနေရာကနေထူးဆန်းတဲ့အစိမ်းရောင်အလင်းတန်းတစ်ခုထပ်ပေါ်လာပါတယ်။အဲ့ဒီအရာဟာတာမန်ကဘာမီဘောကပစ္စည်းတစ်ခုနဲ့လုံးဝမတူညီပဲထူးခြားတဲ့စွမ်းအားတစ်ခုကိုထုတ်လွှတ်နေပါတယ်။ဒီအမျိုးသားရဲ့နာမည်ကတော့တီလို့ခေါ်ပါတယ်။တီဟာအလွန်စီးရဲနွမ်းပါရဲ့အလိုသမားတယောက်ဖြစ်ပြီးသူ့ရဲ့သားလေးတကီနဲ့အတူဖြူကြလူစဲအဆောက်အအုံဟောင်းကြီးတစ်ခုထဲမှာနေထိုင်ပါတယ်။တီရဲ့ဘဝဟာနေ့စဉ်နဲ့အမျှအသက်အန္တရာယ်များပြားလာတဲ့စောက်လုပ်ငန်းခွင်တွေမှာမြစ်မားတဲ့အဆောက်အအုံတွေပေါ်တွဲလန့်ခိုးပြီးအလုပ်လုပ်ရတာဖြစ်ပါတယ်။သူကိုယ်တိုင်ထမင်းဟင်းကိုဝဝလင်းလင်းမစားရပေမဲ့သားဖြစ်သူဒီကီကိုတော့အနာဂတ်မှာပညာတတ်ကြီးတစ်ယောက်ဖြစ်စေခြင်းတဲ့ဆန္ဒနဲ့မြို့ရဲ့အကောင်းဆုံးနဲ့အဖိုးတန်ဆုံးကျောင်းတစ်ကျောင်းမှာထားပေးထားပါတယ်။ဒါပေမဲ့ဒီကီရဲ့ကျောင်းတွင်ဘဝဟာတော့အဆင်မပြေနေရဲ့ပါဘူး။ကျောင်းမှာရှိတဲ့ကလေးတွေအားလုံးဟာချမ်းသာတဲ့မိသားစုကဆင်းသက်လာကြသူတွေဖြစ်ပြီးအကောင်းစားအဝတ်စားတွေဈေးကြီးရဲ့အယုတ်တွေကိုကင်ဆောင်ထားကြတာပါ။ဒီကီကတော့ဖနက်အပေါက်ဖဲလေးနဲ့ညစ်ပေးနေတဲ့အင်ဂျီလေးကိုသာဝတ်ဆင်ရတာပါ။ကျောင်းရဲ့အချမ်းသာဆုံးကျောင်းသားတစ်ယောက်ဖြစ်တဲ့ဂျော်နီဟာဒီကီကိုအမြဲတမ်းနှိမ်ချဆက်ဆံတတ်ပြီးအနိုင်ကျင့်လေရှိပါတယ်။ဆရာတစ်ယောက်ဖြစ်တဲ့မစ္စတာကောင်ကလည်းဒီကီရဲ့စင်ရဲနွမ်းပါမှုကိုယွင်းရှာပြီးအမြဲတမ်းခွဲခြားဆက်ဆံတတ်ပါတယ်။ဒီကီအတွက်တခုတည်းသောနှစ်သိမ့်မှုကတော့သူ့ကိုအမြဲတမ်းကျဉ်းနှံစွာဆက်ဆံပေးတဲ့ဆရာမမစ္စယွန်ပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ဒီကီဟာဈေးဝယ်စင်တာတစ်ခုမှာဈေးကြီးတဲ့ electronic ခွေးယိုလေးဖြစ်တဲ့ CJ1 ကိုမြင်တော့ခဲ့ပါတယ်။အဲ့ဒီအယုတ်လေးကိုဂျော်နီကလည်းပိုင်ဆိုင်ထားပါတယ်။တခြားကလေးတွေအားလုံးကိုအမြဲတမ်းကြွားဝါလေးရှိပါတယ်။ဒီကီဟာအဲ့ဒီအယုတ်လေးကိုအရန်လိုချင်သွားပြီးဖခင်ဖြစ်သူတီကိုဝယ်ပေးဖို့ပူစာပါတော့တယ်။ဒါပေမဲ့တီရဲ့လက်ထဲမှာထမင်းစားဟုတောင်ပတ်စံကလောက်ငတ်မှုမရှိပါဘူး။တားဖြစ်သူရဲ့တောင်းဆိုမှုကိုမဖြည့်ဆည်းပေးနိုင်တဲ့အခါတီဟာဒေါသထွက်ပြီးဒီကီကိုလူပုံလဲမှရိုင်းနှံဆုံးမဟဲပါလေ။ဒီကီဟာငိုကြွင်းရဲ့အပေကိုပြေးထွက်သွားခြင်းဆီယာမမစ္စယင်ကတွေကဆီယာမကိုဖတ်ပြီးငိုနေခဲ့လေ။တီလည်းနောက်ကလိုက်လာပြီးဆီယာမနဲ့မိတ်ဆက်ကသူ့ရဲ့သားလီမမင်းရဲ့စကားတွေပြောနေခဲ့လေ။ဒီလိုနဲ့တားဖနှစ်ယောက်အိမ်ပြန်လာခဲ့ပြီးဒီကီကတော့ဖခင်ဖြစ်သူကိုအယုတ်မဝေးပေးလို့စိတ်ကောက်နေခဲ့ပါတယ်။ညဘက်ရောက်တဲ့အခါမှာတီဟာတားဖြစ်သူစိတ်ကောက်နေတာကိုသိတာကြောင့်သူ့ရဲ့သားလေးအတွက်အယုတ်လေးတစ်ယုတ်လောက်ရှာပေးဖို့အမိုက်ပုံကြီးစီကိုထွက်လာခဲ့တယ်။အဲ့ဒီအချိန်မှာပဲခုနကပြောခဲ့တဲ့ထူးဆန်းတဲ့အစိမ်းရောင်ဘောလုံးလေးကိုရှာတွေ့ခဲ့တာပါ။တီဟာဒီအရာလေးကိုတာမန်ဘောလုံးအယုတ်လေးတစ်ခုလို့သင်မှတ်ပြီးအိမ်ကိုယူလာခဲ့လေ။နောက်နေ့မနက်မှာတော့အဲ့ဒီဘောလုံးလေးဟာရုတ်တရက်အသက်ဝင်သွားပြီးထူးခြားတဲ့တက်တပါလေးတစ်ကောင်ဖြစ်ပြောင်းလဲသွားပါတယ်။အစိမ်းရောင်ခန္ဓာကိုယ်နဲ့ကြီးမားတဲ့မျက်လုံးတွေရှိရဲ့အဲ့ဒီတက်တပါလေးကိုဒီကီက CJ7 လို့နာမည်ပေးလိုက်ပါတယ်။ CJ7 ဟာတာမန်တက်တပါလေးတစ်ကောင်မဟုတ်ပဲထူးခြားတဲ့စွမ်းအားနဲ့ရှိနေတယ်လို့ဒီကီကယုံကြည်ထားပါတယ်။သူဟာ CJ7 ရဲ့အကူအညီနဲ့ကျောင်းမှာရှိတဲ့ပြဿနာအလုံးကိုဖြေရှင်းနိုင်မယ်လို့စိတ်ကူးယဉ်နေပါတော့တယ်။ဒီကီဟာ CJ7 ကိုကျောင်းကိုလျှို့ဝဲခေါ်သွားခဲ့တယ်။စာမေးပွဲမှာအမတ်ကအောင်လုပ်ပေးဖို့အားကစားပြိုင်ပွဲတွေမှာအနိုင်ရအောင်လုပ်ပေးဖို့ပြီးတော့သူ့ကိုအမြဲတမ်းအနိုင်ကျင့်နေတဲ့ဂျော်နီကိုပညာပေးဖို့ CJ7 ကိုအသုံးပြုချင်ခဲ့တာပါ။ဒါပေမဲ့လက်တွေ့မှာတော့ဒီကီမျောလင့်ထားသလိုဖြစ်မလာခဲ့ပါဘူး။ CJ7 ဟာစွမ်းအားကြီးမားတဲ့အရာတစ်ခုမဟုတ်ပဲအလုံးစော့ကစားတတ်ပြီးပြဿနာရှာတတ်တဲ့တက်တဝါလေးတချို့တာဖြစ်နေခဲ့တာပါ။စာမေးပွဲမှာလည်းဒီကီကိုအပြေမားတွေပြသခဲ့တယ်။အားကစားချိန်မှာလည်းပိုပြီးရေစရာကောင်းအောင်တာလုံးဆောင်ခဲ့တယ်။ရလက်အနေနဲ့ဒီကီဟာကျောင်းမှာပိုပြီးအရှက်ကွဲရခဲ့ပြီးအမတ်တွေလည်းအလွန်ဆိုးရွားသွားခဲ့ပါတယ်။ဒီကီဟာအလွန်ဒေါသထွက်သွားပြီး CJ7 ကိုအမိုက်ပုံးထဲကိုလွှင့်ပစ်လိုက်ပါတယ်။ဒါပေမဲ့အချိန်အနည်းငယ်ကြာတဲ့အခါမှာတော့ဒီကီဟာသူ့ရဲ့လုပ်ရက်အတွက်နောင်တရလာပါတယ်။ CJ7 ဟာသူ့ကိုဒုက္ခပေးချင်လို့မဟုတ်ပဲဘာမှမသိနားမလဲတဲ့ကလေးငယ်လေးတယောက်လိုပြုမှုနေတာကိုသဘောပေါက်သွားပါတယ်။ဒီကီဟာအမိုက်ပုံးစီကိုပြန်ပြေးသွားပြီး CJ7 ကိုအသေးအတန်ရှာဖွေပါတော့တယ်။ဒါပေမဲ့အမိုက်တင်သားကြီးကအမိုက်တွေကိုတဲဆောင်သွားပြီးဖြစ်ပါတယ်။ဒီကီလည်းအမိုက်ပုံကြီးစီကိုကားနောက်ကလိုက်သွားပြီးရှာဖွေခဲ့ပါတယ်။ဒါပေမဲ့ရှာမတွေ့ပဲစိတ်ပြက်စွာနဲ့အိမ်ကိုပြန်လာခဲ့တယ်။အိမ်ပြန်လာတဲ့အချိန်မှာတော့သူ့အဖေကမင်းရှာနေတာဒီအယုတ်လားဆိုပြီး CJ7 ကိုပြသခဲ့ပါတယ်။ပထမတော့ဒီကီဟာအယုတ်ရဲ့အကြောင်းကိုအမှန်တိုင်းမပြောဘဲကျောင်းကတငယ်ချင်းစီကငှက်လာတယ်လို့ပြောလိုက်ပါတယ်
တီကတော့ထူးဆန်းတဲ့အယုတ်ကိုအမျိုးမျိုးစမ်းသပ်ပြီးသဘောကျနေပါတယ်။ဒီနေ့မှာတော့တီဟာဒီကီရဲ့စာမှုပွဲရလဒ်တွေကိုတွေ့သွားပါတယ်။အမတ်တွေဟာအလွန်ဆိုးရွားနေပြီးအရင်ထက်တောင်ပိုမိုကျဆင်းနေတာကိုတွေ့လိုက်တဲ့အခါတီဟာအလွန်စိတ်ပြတ်သွားပါတယ်။သူဟာတားပြစ်သူကိုပညာတတ်ကြီးဖြစ်စေခြင်းပြီးသူ့လိုအသက်ကြီးလာရင်အလန့်ကျန်းတွေမလုပ်စေချင်ခဲ့တာပါ။ဒါနဲ့ဒီကီရဲ့ညယူကိုစိမ့်ထားလိုက်ပြီးစာမွေးပွဲအောင်မှပြန်ပြီးမယ်လို့ပြောနေပါတယ်။ဒီကီလေးကိုသူ့ရဲ့အယုတ်လေးကိုပြန်လိုချင်လာကြောင်းစာမွေးပွဲဖြေနိုင်ဖို့ကြိုးစားခဲ့ပါတယ်။နောက်နေ့မနက်မှာတော့တီဟာစိတ်မကောင်းစွာနဲ့အလုပ်ကွင်းကိုထွက်သွားပါတယ်။ဒီနေ့ဟာသူတို့သားဖတ်ရရောက်အသက်နောက်ဆုံးတွေ့ဆုံခြင်းဖြစ်သွားနိုင်တယ်ဆိုတာကိုဘယ်သူမှကြိုတင်မသိခဲ့ကြပါဘူး။စောင်းလုံကိုင်းကွင်းရဲ့အမြင့်အားဆုံးအထက်တစ်ခုမှာတီဟာအလုပ်လုပ်နေပါတယ်။ယူတီနာဆိုသလိုသူရက်နေလေညောင်းစံတကြီးဟာပြိုကျသွားပြီးတီဟာအလွန်မြင့်မားတဲ့နေရာကနေအောက်ခြေကိုပြုတ်ကျသွားပါတယ်။အရာအလုံးဟာလျှက်တစ်ဖြက်အတွင်းပဲဖြစ်ပြသွားပြီးမြေပြင်ပေါ်မှာလဲကျနေတဲ့တီရဲ့ခန္ဓာကိုယ်ဟာအသက်ငွေ့ငွေထားချင်တော့ပါတယ်။စီးရုံကိုအလျင်မြန်ပို့ဆောင်ခဲ့ပြီးမြဲဆီယာဝန်တွေကတီရဲ့အသက်ကိုမကယ်တင်နိုင်ခဲ့ပါဘူး။နှလုံးခုန်နှုံကြစကထာအတန်းရှိကြီးထွက်ပေါ်လာပြီးတီဟာဒီလောကကြီးကနေထာဝရထွက်ခွာသွားခဲ့ပါပြီ။မင်းညကမှဖခင်နဲ့စကားများခဲ့တာကိုပြန်တရိယာလာပြီးတီကီရဲ့ရင်ထဲမှာနောင်တတရားတွေနဲ့အဖြစ်မကင်းတဲ့ခန်းစားချက်တွေလွှမ်းမိုးသွားပါတယ်။ကျောင်းကဆရာမမစ်ယွန်ကတီကီကိုလာရောက်နဲ့တင်ပြပြီးမြဲတီကီဟာဘသူစကားကိုမှနားမဝင်တော့ပဲဖခင်ပြလာမယ့်အချိန်ကိုသာမျှော်လင့်နေခဲ့ပါတယ်။ညဘက်ရောက်တဲ့အခါမှာတီကီဟာအမောင်တူထဲမှာတယောက်တည်းငိုကြွေးရင်အိပ်ပျော်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအခန်းတော်မှာငိမ်သက်နေတဲ့ CJ7 ဟာရုတ်တရက်လူရှားသွားပါတယ်။စီးရုံရဲ့ရင်ခွဲမှုထဲမှာအေးဆက်နေတဲ့တီရဲ့ခန္ဓာကိုယ်နာကို CJ7 ရောက်ရှိသွားပါတယ်။ CJ7 ဟာသူ့ရဲ့ခန္ဓာကိုယ်ထဲမှာဖုံးကွဲထားတဲ့အစွမ်းအစည်းကိုထုတ်ဖော်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါဟာသူ့ရဲ့ကိုယ်ပိုင်အသက်စွမ်းအင်ကိုအခြားသူတစ်ယောက်စီကိုလွှဲပြောင်းပေးတာပဲထပ်ပါတယ်။ CJ7 ရဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာတောက်ပတဲ့အလင်းတန်းတွေထွက်ပေါ်လာပြီးအဲ့ဒီအလင်းတန်းတွေဟာတီရဲ့ခန္ဓာကိုယ်တက်ကိုစီးဝင်သွားပါတယ်။ဒီဖြစ်စဉ်ဟာ CJ7 အတွက်အလွန်နာကျင်ပြီးပြင်းထန်တဲ့ဒဏ်ကိုခံစားရစေပါတယ်။အချိန်ကြာလာတဲ့အခါမှာ CJ7 ရဲ့အလင်းတန်းတွေဟာတဖြည်းဖြည်းမွေးမြင်လာပြီးခန္ဓာကိုယ်ကလည်းခြောက်ထွေသွားပါတယ်။နောက်ဆုံးမှာတော့သူ့ရဲ့နောက်ဆုံးလက်ကျန်အသက်ဆွဲနေလေးကိုမှပေးဆက်လိုက်ပြီးနောက် CJ7 ဟာကျန်းပြင်ပေါက်ကိုတက်မြက်အယုတ်လေးတစ်ဖြူကက်ချသွားပါတော့တယ်။နောက်နေ့မနက်မှာတော့တီကီဟာအိမ်တကားဖွင့်လာတဲ့အတန်းကြောင့်နှုတ်လာပါတယ်။တကားဝမှာရက်နေတဲ့သူကိုမြင်လိုက်တဲ့အခါမှာတီကီဟာသူ့မျက်စိကိုသူမယုံနိုင်အောင်ဖြစ်သွားပါတယ်။အဲ့ဒီလူဟာတေဆုံးသွားပြီလို့အားလုံးကထင်မှတ်ထားတဲ့သူ့ရဲ့ဖခင်တီပဲဖြစ်ပါတယ်။တီဟာဘာဒဏ်ရာမှမရှိတော့ပဲကျမ်းမာစွာနဲ့ရက်နေပါတယ်။တီကီဟာပြေးသွားပြီးဖခင်ကိုတင်းကျပ်စွာဖတ်လိုက်ပါတယ်။သူတို့သားဖားနေရဲ့တွေးဆုံမှုဟာအလွန်ကြည်နူးစွာကောင်းပေမဲ့ဒီပြောင်းလဲခြင်းရဲ့နောက်ခင်မှာတန်ဖိုးကိုဘယ်သူမှမသိသေးပါဘူး။တီကီဟာသူ့ရဲ့အခန်းထဲကိုပြန်ဝင်သွားတဲ့အခါမှာကျမ်းမြင်ပေါ်မှာလဲကျနေတဲ့ CJ7 ကိုတွေ့လိုက်ရပါတယ်။ CJ7 ဟာအရေးလိုအသက်ဝင်လှူရှားနေတာမဟုတ်တော့ပဲတာမန်ချီပိတ်အယုတ်လီတစ်ဖြူလာဖြစ်နေပါပြီ။တီကီဟာအရာအလုံးကိုချက်ချင်းပပပေါက်သွားပါတယ်။သူဟာအယုတ်နှင်းကိုရင်ခွင်ထဲမှာထည့်ထားပြီးကျေးဇူးတင်ကားစကားတွေကိုထပ်ခါတလဲလဲပြောနေခဲ့ပါတယ်။အချိန်တွေကုန်လွန်သွားခဲ့ပါပြီ။တီဟာအယုတ်တွေကိုပုံမူစူးစမ်းလုပ်ကင်ပြီးတီကီကလည်းစာတွေကိုစူးစမ်းသင်ယူနေပါတယ်။သူတို့ရဲ့ဘဝဟာအရင်လိုစင်းရဲနွမ်းပါနေစေဖြစ်ပေမဲ့သူတို့ရဲ့စိတ်ထဲမှာတော့အချင်းကြီးမထောက်တော့ပါဘူး။ CJ7 ရဲ့ပေးဆက်မှုဟာသူတို့သားဖားနှစ်ယောက်ကိုချစ်ချင်းမြတ်လာရဲ့တန်ဖိုးနဲ့ဘဝရဲ့အတိတ်တွေကိုနားလည်စေခဲ့ပါတယ်။ဒီနေ့မှာတော့တီကီဟာကွင်းမြင့်ကျဲကြီးထဲမှာလေငင်းခံနေတဲ့အသက်မြင့်အယုတ်လေး CJ7 ကိုကင်ဆောင်ထားနေပါတယ်။အဲ့ဒီအချိန်မှာကောင်းကင်ယံကနေကြီးမားတဲ့အလင်းတန်းကြီးတစ်ခုထုံပေါ်လာပြီးထူးခြားတဲ့အရာလေးတွေကသူတို့စီကိုဥတီလာနေပါတယ်။စင်မှန်သောချစ်ချင်းမြတ်တာဆိုတာကိုယ်တိုင်ပျောက်ဆုံးသွားရရဲ့လေချစ်ရသူရဲ့အပြုံးအတွက်အရာအလုံးကိုပေးဆက်ရတဲ့အရာဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးပါ။ channel လေးကို subscribe မလုပ်ပါသေးလုခဲ့ပေးကိုတောင်းဆိုပါရစေ။မိတ်ဆွေတို့ရဲ့ like comment တခုဟာနောက်ထပ်ဗီဒီယိုလေးတွေလုပ်ဖို့အတွက်အားစီးတစ်ခွပါ။